呀，哎呀，真好吧，我记得我们有什么啥样的导演们我都咱呀，哎呀，咱们我们都有点心这样的，哎呀，咱呀，哎呀，咱没这小的呢，也不是，其他的呢也不是，哎呀，我都咱呀，哎呀，咱呀吧。没嘛，这就的也不是，所以这就也不是，哎呀，ဟုတ်လားကိုကျွန်တော် ရပါတယ်ဗျာ ကျွန်တော်မမြင်လို့ပါတော့ကိုကွာ ရပါတယ်ဗျာတာတူပါဗျာဟာကိုဖေဖေဟာတာဆယ်လီကြီးမဟုတ်လားဗျာ အေးဟုတ်တယ်လေကွာရ ဟာအခုတော့ပြင်မှာတွေ့ရရန်ဝတ်တာပဲကိုရ ဟေးနေစမ်းမအောင်မင်းတရောင်းကဘယ်လိုပြီးတော့ငါ့ကိုသိနေရလဲကွာ အာကိုဟာတာဗီဒီယိုကျွန်တော်မြဲကြည့်တယ်ဗျာကျွန်တော်ပြမယ်ကိုခဏဒီမှာကိုဒီမှာလေးဗျာကိုရတဲ့စကားရမ်းရည်ရပဲဗျာကျွန်တော်ကြည့်ပြီးကိုဗီဒီယိုကျွန်တော်ရမ်းအားပေးနေတယ် ဟောအေးမင်းတရောင်းကအင်တာနက်တွေပါသုံးနိုင်နေဆိုတော့မင်းတော်တော်အဆင်ရှိရပဲဒါဆိုတော့ငါပတ်စံငါတင်ရမှာနော်ရနော်အဲ့ဒါ မလို့ရကိုစေးရဗျာကျွန်တော်ထိပ်ပါပစံတော့ပြန်ထိပ်ပေးခဲ့ပါဗျာကျွန်တော်တနားပြန်ထိပ်ပေးခဲ့ပါဗျာတော့ပြီဗျာငါဆယ်လီနဲ့ပတ်သက်ပြီးလို့ထိပ်ပါပစံတော့ပြန်ပြီးတော့ဟော ဒီမှာချက်ကြည့်အခုမဖေဘောကဖြစ်တာနဲ့မှာညာဘေးရအထူးထုတ်တယ်ဒီဘေးဖေဘောကတော့နာမည်ကြီးနာပဲရော အေးဟုတ်တယ်ရောအောက်ကတော့နာမည်ကြီးနေဟုတ်ကဲ့ အေးအေးဘေးဘမနေတာလဲ အေးကွာဒါငါတို့မဟုတ်ပြန်ရပဲ ဟာကွာအေးဘေးရဲ့အပြင်မှာတွေ့တိတ်ကောင်းတော့ပဲ အပေနဲ့တွေ့ကွာတကားတော့ပေါင်ရ အေးအောင်ငါတော့ကောငါလည်းရိုက်ချင်တယ် အေးပါကွာ အေးအောင်မှာဖေဖို့တော့ဆယ်လီမလား အေးဟုတ်တယ်ရောဖေကွာအသာစိတ်ဥမာလေးကွာ အေးအခုတခြားလာဟောကို ဟိုတိုင်းဆိုင်ရတော့ ဟေးအင်းကြီးတွေဘာကိစ္စရှိရလဲ ဟာကွေးရဖေဘောဟာဒါတယ်လီမောလား အေးဟုတ်တယ်လေကြီးဘာပြောလဲ တော့ကိုဗီတို့ကျွန်တော်ကိုငယ်တန်းကြီးပြတယ်ကျွန်တော်တို့ ဟောအေးကြီးအခုလိုမျိုးကိုအားပေးရတော့ကျေးဇူးအများကြီးတင်တယ်ပါဗျာ အခုနောက်ကရတော့ခေါ်တော့ အေးဟုတ်ပြီညီကိုခေါ်မယ်လေနော် ကိုတကယ်ကောင်းလား ဒီတကယ်ခေါ်ပါဘောအမင်းရတယ် အခုကြားရမှာကျွန်တော်ရှင်းပေးမယ် မစားတော့အောင်ညီရထားထား စားတော့ကွာကျွန်တော်ရှင်းပေးမှာကို အေးမင်းကအတင်းစားရင်ဆိုတော့ငါစားမှာပေါ့ငါမစားလား9ရက်လောက်ရှိပြီရောစားမယ်ရောပြန်မကျွန်တော်ခေါက်ဆွဲကြောတပွဲကပန်ရောတပွဲပြီးတော့ခပါကလုံးဟိုနောက်ကြတော့ကော်ဖီရတစ်ခွက်ဘလူးဘယ်တစ်ခွက်ပြီနော်ဟုတ်ကဲ့နော်မညကျေးဇူးတင်တော့ပေါ်တော့နော်ကျေးဇူးတင်ပါဗျာ ဟုတ်ကဲ့ကိုသွားပြီးစားရအများကြီးပဲ ဘယ်တန်းနိုင်ပဲမိမမရှင်းလိုက်တော့ဗော အမဆင်းရမှာအေး3000ကျတယ်မောင်လေးအမကျွန်တော်ကလည်း9000ပဲပါတယ်မ မောင်လေး9000တော့မရအောင်ပြတာထားခဲ့အမကျွန်တော်ကလည်းအဲ့ဒီနိုင်ပဲပါမရှိရှိရထားခဲ့ပါမှာ အေးမိုင်းဒီမှာစီးတာလေးထားခဲ့ပြီးတော့အရင်ပြန်မယ် အေးရောက်ချမ်းတော့ထားပါကွာမိမမဆယ်ကြီးနဲ့ပတ်သက်ချင်းတာငါတို့တော့မတတ်နိုင်ဘူး ဒီဘယ်တော့မလဲ ကျွန်တော်တာဝန်ရတက်တော်တော့သွားချင်တယ် ဟုတ်ကဲ့ရတယ်လေ အဲကျွန်တော်အဲ့ဘက်ကိုဘယ်လောက်ပေးရမလဲ 1000 1000ပေးရမယ် ဟုတ်ကဲ့ 7000မရဘူးလား အားရတယ်အဲရတယ်ဒါနဲ့ပြင်းနေဗျာ ယခုထုံးလင်းပြသမယ့်အစီအစဉ်ကတော့မြန်မာနိုင်ငံမှာနာမည်ကြီးနေတဲ့ဖေဖို့ဟာတာအစီအစဉ်လေးဖြစ်ပါတယ်။ အမိုင်းကွာဆောင်းရမ်းကြီးရ သွားပြီ ဒီဘဲပဲနာမည်ကြီးနေတာ အဲဟိုဖေဘောကနာမည်ကြီးရင်မော်မြန်ခဲ့ပဲကျွန်တော်မော်မြန်ခဲ့ပဲအကိုရကြည့်ဘူးလားဟာအခုရွက်ကလိုက်မလားနဲ့အကိုမဟုတ်လား အေးဟုတ်တယ်လေ တော့ရတယ်ရန်ဝမ်းသားတယ်ဗျာကျွန်တော်တို့ကိုနဲ့တက်ပေါင်းတစ်ပေါင်းလို့ရရအောင်ဗျာတကယ်ချင်းတွေကြွားရအောင်လေတကယ်ချင်းတွေကြွားရအောင်ဗျာနောက်ခါရရင်ကျွန်တော်လည်းခေါင်းဗျာကျွန်တော်လည်းပါနေတယ်ဗျာကိုတို့ဖွဲ့နဲ့ စိတ်ချပါကွာကျွန်တော်ခေါ်ရမယ်တရားအခုကျွန်တော်ရောက်ပြီဆိုတော့ကျွန်တော်ပြန်တော့မယ်နော် ဟုတ်ကဲ့ကိုနောက်တွေ့ရင်လည်းကျွန်တော်ကိုခေါ်အောင်တော့ဗျာ သွားမယ်နော်ကိုစား ဟုတ်ကဲ့ဟုတ်ကဲ့ ဟာတကယ်ချင်းကိုကြွားရအောင်ဗျာဆယ်လီနဲ့တက်ပေါင်းရိုက်ခဲ့ရရင်ဆိုကြွားအောင်မယ်ဗျာဝိုင်းဟာဆယ်လီကပတ်စံလည်းမရှိပါဘူးဟာသွားပြီကွာဆယ်လီနဲ့ပတ်သက်မိတယ်ကွာဟာဗျာညညရင်အမေတော့သမီးမကျွေးပဲနေတော့မယ်ဗျာဆယ်လီကြီးနဲ့ပတ်သက်မိတယ်ငါမှားကွာ To be honest